ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အားလုံးစောင့်မျှော်နေတဲ့ Redmi ရဲ့ Turbo 5 Monthly ကကျွန်တော်လက်ထဲရောက်ရှိလာဖြစ်ပါတယ် Redmi Turbo 5 Monthly ကဘာတွေပါလဲဘယ်လို spec တွေနဲ့ဘယ်လိုပြီးတော့ဘာတွေထူးခြားသွားလဲဆိုတော့အနောက်နဲ့တူတူအားလုံးလိုက်ကြည့်လိုက်ရအောင်ကဲကျွန်တော်တို့ကြည့်လိုက်ကြရအောင်ဘုံနဲ့မိုက်ပါမယ်ဆိုဟုတ်လားပြီဆိုရင်ကျွန်တော်တို့ဘာတွေပါမလဲဖုန်းမှုရဲ့ထုံးတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်ဒီမှာဆိုဒါသူ့ရဲ့အာသွင်းကောင်းပါမယ်ကျွန်တော်တို့အာသွင်းကျူးပါမယ်ကဲဒီမှာဆိုရင်ဒါပေါ့နော်အားတို့ဒီဖုန်းလေးပေါ့နော်ဒါမယ်ဘာတွေပါမကျွန်တော်ကြည့်လိုက်ရအောင်နော်ကျွန်တော်တို့ကဲကာပါပြီးပါနော်ပြီးရင်ဒီဘက်မှာဆိုလေကျွန်တော်တို့စင်းပင်နေလည်းပါပါနော်ကဲအားလုံးပဲကျွတ်လက်ထဲကိုရောက်နေတာတော့ Turbo 5 Max ရဲ့ဒါကျွန်တော်တို့ color 4အောင်ထွက်တယ်ပေါ့နော်color 4အောင်ဘာရှိနေလဲဆိုတော့ကျွန်တော်လက်ထဲရောက်နေတဲ့ဒီ OSPC ရဲ့ကျွန်တော်တို့ဒီ Cloud White ဆိုတဲ့ဒါကောင်းကြီးမြင့်လာရှိတော့တိမ်ပြူဆိုတဲ့အရောင်လေးပေါ့နော်ဒီရောင်လေးကျွန်တော်စိတ်ဝင်စားဆက်ထွက်တော့ဘယ်လိုရောင်လဲသိကျင်တယ်ပေါ့နော်နောက်ထပ် color တွေကကျွန်တော်တို့ Ocean Blue ရှိနေပြီးကျွန်တော်တို့ Orange ရှိနေ Sunset Orange ရှိနေပြီးကျွန်တော်တို့Shadow Black ဆိုတဲ့ကျွန်တော်တို့ color 4အောင်ထွက်တယ်ဒီကောင်းပေါ့နော်ဒါကြောက်လက်ထဲရောက်တာအဖြူရောင်လေးဖြစ်ပါတယ်ပြီး design ဘက်မှာဆိုလေဒီကောင်ကအနောက်ကကျွန်တော် flash တောက်သုံးပေးထားတယ်ပြီးကျွန်တော် jewelry camera ဖြစ်မယ်ပြီး flip ပြီးပါမယ်အောက်က sensor ပါမယ်ဒါ jewelry design လေးပေါ့နော်ပြီး body ဘိုင်းမှာဆိုလေဒါ base frame တွေကိုကျွန်တော် titanium frame သုံးပေးထားပြီးတော့ဒီကောင်ကကျွန်တော်တို့ stereo speaker နှလုံးပါပေါ်တစ်လုံးအောက်တစ်လုံး stereo speaker နှလုံးပါမယ်ပြီးရင် type C နဲ့ type C ပါမယ်ပြီးဒါတွေ့ကျွန်တော်တို့ single ထုတ်လဲပေါ့ပြီးရင်ကျွန်တော်တို့ကြည့်ကြည့်လိုက်အောင်ထဲကိုကျွန်တော်ထဲမှာဆိုလေဒါကျွန်တော်တို့ပြီးရင်ဒီကောင်တွေက screen ဘိုင်းမှာဆိုလေဒီကောင်ကကျွန်တော် LED screen သုံးတာ screen size ဆိုရင်ဒါ 6.83 inch ပုံမှာကျွန်တော်တို့ AMOLED screen ကျွန်တော်တို့သုံးပြီးတဲ့အတွက်ကိုဒါကျွန်တော်ရုပ်ထွက်ပိုင်းမှာဆိုရတာပြောကြမလို့ဘူးဒါ gamer ဆိုကျွန်တော်ရုပ်ရှင်မိတ်ကြီးလုပ်ငန်းပိုင်းသုံးတာတော့ရုပ်ထွက်အဆိုဆုံးကိုရရှိမယ်ဒါဖြစ်တယ်ပြီးရင်ဒီကောင်းရဲ့ကျွန်တော်တို့ setting မှကြည့်မယ်ဆိုလေဒါကျွန်တော်ဘာထူးခြားအောင်ကြည့်မယ်နော်ပို့ပြီးတော့ဖြစ်တာပြီး Android version ဆိုလေဒီကောင်ကကျွန်တော်16ပြီး Hyper OS ဆိုလေဒီကောင်ကကျွန်တော်တို့3နှစ်လာဖြစ်တဲ့ကိုဒါလုံးဝပြောရမယ်ဆိုရင်ဒီကောင်ကဒါနောက်ဆုံး version ပေါ့နော်ဒီ version မှာထပ်တင်ကြပါနောက်ဆုံး version အားအတွက်ကိုဒါပို့ပြီးတော့ကောင်းအောင်ပဲပေါ့နော်ပြီးရင်ဒီကောင်က RAM ဘိုင်းမှာဆိုရင် RAM တွဲ256နဲ့လာမယ်ဒါကြောက်လက်ထောက်ရရှိနေကောင် RAM တွဲ256ဖြစ်သွားမယ်ပြီးရင်ဒီကောင်ကကျွန်တော်တို့ battery ဘိုင်းဆိုရင်ဒီကောင်ကိုကြိုက်တာတစ်ခုကကျွန်တော် battery ဘိုင်းဆိုရင်သူက battery 9000ပုံမှန်ဆိုရင် battery 9000ဖုန်းနေကျွန်တော်အထူးကြီးပေါ့နော်ဒါဒီကောင်က4000ဆန်ဆန်ချစ်ချစ်လေးလေးလေးမှာလုံးဝ battery 9000လို့မထင်ရဘူးအဲ့ဒါဘာထူးခြားချက်လဲဆိုတော့ဒီကောင်ရဲ့ battery ဘိုင်းမှာဆိုရင်ဒီကောင်ကsilicon carbon battery ကိုသုံးလိုက်တော့ battery ကပပလေးဖြစ်သွားမယ်လုံးဝ battery body ကထူတယ်လို့လုံးဝမထင်ရဘူးဒီကင်တဲ့ဟာမှာလည်း hand feeling ပြနေခံစားရမယ်အဲ့ဒီမှာဒီကောင်က battery 9000ကိုသူက100 watt သုံးပြီးတာဖြစ်တော့ကိုလုံးဝအားဆိုလေလုံးဝရှည်ပေါ့နော်ရှည်သွင်းရှည်မြန်ပေါ့ဒီကောင်ဆိုအားဆိုလေပြီးရင်ဒီကောင်ဆိုတာကင်မရာဘိုင်းမှာကျွန်တော်တို့တွားကြည့်ကြရအောင်ဒီကောင်အဓိက main ကင်မရာဘိုင်း main ကင်မရာဆိုရင်ကျွန်တော်တို့50 megapixel ကျွန်တော်တို့ပေါ့ကြည့်ကြတယ်ကျွန်တော်တို့ဒါ main ကင်မရာဘိုင်း50 megapixel main ကင်မရာသုံးသားမယ်ပြီးရင်ကျွန်တော်တို့နောက်တစ်ခုက8 megapixel ကျွန်တော်တို့ဒါကျွန်တော်တို့ ultra wide ကိုလည်းကျွန်တော်သုံးပေးထားသေးတယ်ပြီးကျွန်တော်တို့ဒါ zoom ဆိုလည်း auto zoom ဆို 182h ပါမယ်ပြီးရင် pro lens တွေပြီးရင်ကျွန်တော်တို့ video တွေ photo တွေ portrait တွေဒါကျွန်တော်တို့ document တွေဒါသုံးနေကြအတိုင်းပဲပေါ့နော်ပြီးရင်ကျွန်တော်တို့ selfie ဘိုင်းမှာဆိုလည်းသူကကျွန်တော်တို့20 megapixel selfie main camera သုံးပေးရတဲ့အတွက်ကိုလုံးဝရှယ်ပဲအဲ့ပြင်မှာဒီကောင်ရဲ့ဒါနောက်ဆုံးအဓိကချက်ဖြစ်တဲ့ရှစ်ဆက်ပိုင်းမှာဆိုရင်သူကဘာသုံးပေးရလဲဆိုတော့ MediaTek ရဲ့ Dimensity တို့နောက်ဆုံးထွက်9500S ကိုသုံးပေးတာဒါကျွန်တော်တို့ gaming ဘိုင်းကြိုက်တဲ့လူငယ်တွေပြီးကျွန်တော်လုပ်ငန်းဘိုင်းကမှတော့တုံးကတကယ်ကိုဖုန်းတစ်လုံးလုံးကမှ heavy သုံးတယ်တော့နေ့စဉ် daily use မှာဒါကွာ online shop တွေပါတယ်ကျွန်တော်ဒီတစ်ခါမှ daily နေ့စဉ် daily use ကိုမှဒါတကယ် heavy သုံးမဲ့ customer အတွက်ဆိုလဲဒါလုံးဝအဆင်ပြေတယ်အဲ့ဒီမှာကိုလေဒီကောင်ကလုံးဝအကြမ်းခတ်မှုပိုင်းဒီကောင်အကြမ်းခတ်မှုကြောကြည့်မယ်ဒါကျွန်တော်တို့ပြစ်ထားလို့မရဘူးဒီကောင် IP rating မှာဆိုလဲကျွန်တော်တို့က68 69Q ပါရအတွက်ကိုသူက Dan Water Resistant ဖြစ်တယ်ဒါနောက်ဆုံး 69K ဖြစ်အတွက်ကိုဘာကောင်းသွားလဲဆိုကျွန်တော်ဒီထဲမှာဆိုတာနိုင်ခွက်အစိမ့်ခံတယ်အဲ့လိုမျိုးအကြမ်းခံပိုင်းဖြစ်တယ်ပြီးရင် body က titanium body ဖြစ်တဲ့ကွာတောင်းတန်ယူတာပြုတ်ကျတာပြစ်ကျတော့ကတော့ AC ပဲဒီကောင်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကိုဒါလုံးဝရှင်းအဲ့ဒါဆိုရင်လုံးဝတကယ်ရှယ်ပေါ့နော်ပြီးရင်အားလုံးပဲကျွန်တော်ရဲ့ unboxing video နဲ့ frame impression တွေကြည့်ပြီးပြီဆိုတော့ဈေးနှုန်းလေးသိချင်ကြတာထင်ပါတယ်ဈေးနှုန်းလေးကတော့ဒီကောင်က14.6 တောင်ဝန်းကျင်ဖြစ်ပြီးတော့ဒီကောင်ကဝယ်ခြင်းနဲ့ဆိုတော့ကျွန်တော်တို့ရဲ့ CD Mobile Hack ရဲ့လိပ်စာလေးကတော့
မတ်တစ်ရှိလီတစ်ချစ်6ကျိုင်းကဆန်လမ်းမကြီးနဲ့မလွာကုန်းလမ်းမတောင်တာဝန်မြို့နယ်မှာဖြစ်ပြီးတော့ကြောင်မြောင်းစည်းမှတ်တိုင်ဒီမှာတရှိပါတယ်ဒါကြောင့်လာရောက်ပွဲခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဆိုင်လေးလာရောက်ဖို့ဖိတ်ခေါ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်